ကဲခေါင်းဆောင်တယောက်ရဲ့တကယ်အရေးချင်းဆိုတာဘာဖြစ်မလဲအကျွမ်းမဲ့အာနာလားဒါမှမဟုတ်နန်းနန်းရှန်းရှန်းရှိတဲ့ကရုဏာတရားလားဒီမိကောင်းကတော်တော်စိတ်ဝင်စားဖို့ကောင်းတယ်နော်ဒီနေ့မှာတော့အဲ့ဒီအဖြေကိုရွှေသမင်းတကောင်နဲ့ဘရင်တစ်ပါးအကြောင်းပြောပြထားတဲ့ဒီမြန်မာပုံမြင်လေးထဲမှာအတူတူရှာကြည့်အောင်ဟုတ်ပြီတကယ့်ကိုတန်ခိုးအာနာကြီးမားလာပါတယ်ဆိုတဲ့ဘရင်တစ်ပါးကတားမှန်တော်တိုင်းသမင်းတကောင်စီကနေဘာများတင်ယူကြရှိမှလဲအပေါ်ရကြည့်ရင်တော့တိတ်မထူးစားမလို့ထင်ရပေမဲ့ဒီမေခွန်းလေးကပဲဒီဇလန်တစ်ခုလုံးရဲ့အဓိကတော့ချက်ထီလာမှာပါကဲဇလန်လေးကိုစားလိုက်ကြရအောင်ဟိုးရှေးရှေးတုန်းကပေါ်ဘရင်တစ်ပါးရှိခဲ့တယ်သူမလေးဘလို့မှဖြစ်စည်းလို့မကုံနိုင်တဲ့အလိုဆန္ဒတစ်ခုရှိနေခဲ့တယ်အဲ့ဒီဆန္ဒတစ်ခုတည်းကပဲသူ့ရဲ့တိုင်းပြည်တစ်ခုလုံးကိုပါပြောင်းလဲသွားစီမဲ့အကြောင်းဖန်လာခဲ့တာပေါ့အဲ့ဒီဘရင်ကြီးကလေတမင်သားကိုတော်တော်လေးဆွဲဆွဲလန်းလန်းကြိုက်တာသူ့ရဲ့စားတော်ဖွဲတွေဆိုရင်ဟင်းလျာတွေကတဲရမကအောင်အစွန်ဝလင်းပဲဒါပေမဲ့အဲ့ဒီအထဲမှာတမင်သားဟင်းတစ်ခွက်တာမပါခဲ့သူ့အတွက်ကတော့အရာအလုံးအလကားပဲသူ့ရဲ့ဒီလိုများမနေတောင်းဆိုတတ်တဲ့အချင်းလျာပဲနောက်ပိုင်းမှာကြေကွဲစရာတွေခေလာဖို့လမ်းစာတစ်ခုဖြစ်လာခဲ့တော့တာပါပဲဆိုတော့အသက်ကလည်းကြီးလာတော့ဘရင်ကြီးကကိုယ်တိုင်တောလိုက်ဖို့မဖြစ်နိုင်တော့ဘူးပေါ့ဒါမဲ့သူ့ရဲ့တမင်သားအပေါ်ဆွဲလန်းစီကတော့နည်းနည်းလေးမှယော့မသွားခဲ့ဘူးအဲ့တော့သူဘယ်လိုလုပ်လဲဆိုတော့သူတောထဲမသွားနိုင်ရင်တောကိုသူ့စီလာခိုင်းလိုက်တယ်ဟုတ်ပါတယ်တောထဲကတမင်တွေအားလုံးကိုဖန်ခိုင်းပြီးတော့သူ့ရဲ့နန်းတော်ဥယျာဉ်ထဲမှာပဲအကျဉ်းချထားလိုက်တော့တာပါပဲဒီနေရာမှာတော့အချိန်တွေကပိုးပြီးတော့တောင်ဆိုးသွားတယ်စနစ်တကျနဲ့ရက်ဆက်တယ်လို့ပြောရမှာပဲဘင်းကြီးကအမိတ်တစ်ခုထုတ်လိုက်တယ်အဲ့ဒီအမိတ်ကဘာလဲဆိုတော့အမဲလိုက်စီရမလို့တော့ဘူးတမင်တွေကသူတို့အလက်ရောက်ရင်စင်တီတုံးဖို့ကိုယ်တိုင်တက်ကီအသေးခံရမယ်တဲ့စဉ်းစားကြည့်ပါဦးတကယ်ကိုကြောက်စရာကောင်းတဲ့အစီအစဉ်ကြီးပါပဲကဲဒီလိုဝမ်းနေစရာအခြေအနေမှာပဲကျွန်တော်တို့ရဲ့အထီးကဇက်ကောင်ပေါ်ထွက်လာပါတယ်သူကတော့အချင်းကြနေတဲ့သမင်အုပ်ရဲ့ခေါင်းဆောင်ပါပဲအဲ့ဒီသမင်အုပ်ကြီးထဲမှာထားခါလို့ခေါ်တဲ့ခေါင်းဆောင်တစ်ကောင်ရှိတယ်ဒါပေမဲ့သူကအခြားသမင်တွေနဲ့လုံးဝမတူဘူးသူ့ရဲ့မွေးရောင်ကလေအယောင်တင်ထားတဲ့ရွှေစင်လိုပဲဝင်းဝနေတာမျက်လုံးတွေကကြတော့လေဒလက်လက်တောက်ပနေတဲ့ပတ်တများတွေကြားနေတာပဲဒီတော့သူကသမင်အုပ်ရဲ့ခေါင်းဆောင်တရားဆိုတာထက်သူတို့အားလုံးအတွက်မျော်လင့်ချက်ရဲ့တင်ကြတာတစ်ခုလိုဖြစ်နေခဲ့တာပေါ့သူကခေါင်းဆောင်ပေါင်းတရားဆိုပေမဲ့တာခါရဲ့ရင်ထဲမှာတော့အမြဲတမ်းလေးလံနေခဲ့ရတယ်နေစဉ်နဲ့အမျှသူ့အမျိုးနွယ်တွေသူ့ရဲ့အပေါင်းအဖော်တွေတကောင်ပြီးတကောင်အသေးခံသွားကြတာကိုဘေးကနေမြင်နေရတဲ့ဝေဒနာကသူ့ကိုတကယ်ပဲညှဉ်းပန်းနှိပ်စက်နေခဲ့တာပါအခုဇလန်တစ်ခုလုံးကိုပြောင်းပြန်လန်ဖြစ်မဲ့အဖြစ်အပျက်တစ်ခုဖြစ်လာတော့မှာပါဒီအဖြစ်အပျက်ကသမင်မလေးတစ်ကောင်ရဲ့ကြေကွဲစရာတောင်းဆိုမှုလေးတစ်ခုကနဲ့စတင်ခဲ့တာဖြစ်ပါတယ်အဖြစ်အပျက်ကဒီလိုပါဒီနေ့မှာပေါ့မကြခင်မှာအသေးခံရတော့မဲ့သူ့အလက်ကိုရောက်တော့မဲ့ကိုဝင်ဆောင်သမင်မလေးတစ်ကောင်ကရွှေသမင်ခေါင်းဆောင်တာခါစီကိုချင်းကပ်လာခဲ့တယ်သမင်မလေးကသူ့အသက်အတွက်လာတောင်းဆိုတာမဟုတ်ပါဘူးသူ့ဘိုက်ထဲကမမွေးသေးတဲ့သားသမီးလေးအတွက်ပါသူကရွှေသမင်ကိုဒီလိုပြောခဲ့တယ်ကျမရဲ့ကံကြမ္မာကိုလက်ခံကိုအသင်ပါပဲဒါပေမဲ့ကျမဘိုက်ထဲကရင်သွေးလေးကိုတော့အတူတူအသင်မခံပါစေနဲ့သူ့ကိုမွေးဖွားခွင့်လေးပဲပေးပါပြီးတာနဲ့ကျမရဲ့တာဝန်ကိုကြည်ပွန်စွာထမ်းဆောင်ပါမယ်ဆိုပြီးတော့တကယ်ကိုကြည်ကွဲ့ခွဲခေါင်းတဲ့အတန်းနဲ့တောင်းပန်ခဲ့တာပါဒီစကားကိုကြားတော့ရှိသမင်ခေါင်းဆောင်သားခါကတမင်မလေးကိုအားပေးနေတိတ်လိုက်တယ်ပြီးတော့ပြတ်သားရဲ့ဂရီတစ်ခုကိုပေးလိုက်တာပေါ့သူကပြောတယ်အသက်တစ်ချောင်းအတွက်နဲ့အသက်နှစ်ချောင်းကိုတော့အဆုံးရှုံးမခံနိုင်ဘူးတွားတော့စိတ်ချလက်ချနဲ့မဲလက်ဘယ်လုံးမလို့လာစေရဘူးလို့ငါအာမခံတယ်တဲ့ကဲအခုဇလန်ရဲ့အထွတ်အထိပ်ကိုရောက်လာပါပြီအားလုံးကိုအံ့အားသင့်စေမှအခါရတာပေါ့အဲ့ဒီကိုဝင်ဆောင်တမဲမလေးတေးခံရမယ့်နေ့နောက်ဆုံးတော့ရောက်လာခဲ့ပြီးနန်းတို့ရဲ့စားဖို့မိုးကလည်းဓားကိုတွေးပြီးတော့အသင်းဆောင်နေနေပြီပေါ့ဒါပေမဲ့အဲ့ဒီစင်ဒီတောင်းဘောကိုတလာတာကတမဲမလေးမဟုတ်ခဲ့ဘူးသူ့နေရာမှာအစားဝင်ဒီအသေးခံဖို့ရောက်နေတဲ့တခေါင်ရှိနေခဲ့တယ်အဲ့ဒါကတော့ဘသူဖြစ်မလဲဟုတ်ပါတယ်တမင်အုပ်ရဲ့ခေါင်းဆောင်ရွှေသမင်တာခါကိုယ်တိုင်ပါပဲစားဖို့မိုးလဲဓာတ်ကိုမြင်ရောမေလုံးကြီးပြူးသွားတာပေါ့ဘယင်ကြီးဒီလောက်တန်ဖိုးထားရပါတယ်ဆိုတဲ့ရွှေသမင်းကို तू ဘလို့လို့တည့်ရက်မှာလဲအဲ့ဒါနဲ့ဓာတ်ကိုပြစ်ချဘယင်ကြီးစီကိုအပြေးလွှားသွားပြီးတော့အကျိုးအကြောင်းကိုတရင်ပို့လိုက်တော့တယ်ဘယင်ကြီးလည်းချက်ချင်းပဲအပြေးအလွှာရောက်ချလာတယ်သူရဲ့ချစ်တော်ရွှေသမင်ကိုစင်ဒီတုံးပေါ်မှာမြင်လိုက်ရတဲ့အခါမှာတော့တကယ်ကိုမယုံနိုင်အောင်ဖြစ်သွားတာပြီးတော့ तू ကတန်းမိလိုက်တယ်ငါကိုတော့မင်းကိုဘေးမဲ့ပေးထားတဲ့သားနဲ့ဘာဖြစ်လို့ကိုအသေးခံဖို့လောက်ရတာလဲတဲ့အဲ့ဒီမေးဟုံးကပဲဒီဇလန်တစ်ခုလုံးရဲ့အဖြေကိုဖော်ထုတ်ပေးလိုက်သလိုဖြစ်သွားခဲ့ပါတယ်အဲ့ဒီခါမှာရွှေသမင်သားပြန်ဖြေလိုက်လေ
သူ့ရဲ့ဖြေအားပဲဖျင်းကြီးကြောင်လုံးရဲ့စိတ်နှလုံးကိုဘလို့မျိုးလောက်ခတ်ပြောင်းလဲသွားစေခဲ့တယ်လဲဆိုတာကိုဆက်ပြီးကြည့်လိုက်ကြအောင် ရွှေသမင်ကဘယေကြီးကိုအကျိုးအကြောင်းအေးဆေးဆေးပဲရှင်းပြလိုက်ပါတယ်သူဘာကြောင့်ဒီလိုလုပ်ရတယ်လဲဆိုတော့အသက်တစ်ချောင်းကိုကယ်တင်နိုင်ဖို့သူအသက်တစ်ချောင်းဒီကိုစတေးလိုက်တာပါတယ် အင်တာယူရှင်ပဲမဲ့အင်တာမိုမီယက်တဲ့အဲ့ဒီဆွန်လိုအနနာခံမှုကိုဘယင်ကြီးကိုယ်တိုင်မြေဝါထင်ထင်ဂျုံလိုက်ရတဲ့အခါမှာတော့သူ့ရဲ့တဘောလုံးစာအမြင်တွေအတွေ့အခေါ်တွေအားလုံးဟာအဲ့ဒီနေရာမှာထင်ထားရပြောင်းလဲသွားခဲ့ပါတော့တယ် ဘယင်ကြီးရဲ့နောင်တကစကားတသက်ပဲမဟုတ်ခဲ့ဘူးသူချက်ချင်းပဲအမိန့်တွေချမှတ်ခဲ့တယ်ပထမဆုံးအနေနဲ့တမင်အားလုံးကိုအသက်ချမ်းသာပေးလိုက်တယ်ပြီးတော့သူ့ရဲ့လောဘကြောင့်တေဆုံးခဲ့ရတဲ့အသက်တွေအားလုံးအတော့ဝန်ချတောင်းပန်ခဲ့တယ်နောက်ပြီးသူ့ရဲ့ပျော်ရွှင်မှုအတွက်တရှိတကောင်ကိုမဘတော်မှမတတ်တော်ဘူးလို့လေသစ္စာပြုခဲ့တယ်အဆုံးသတ်မှာတော့ရွှေတမင်မို့ပဲတမင်အော်ရဲ့ကောင်းဆောင်အဖြစ်တာဝန်ပေးပြီးတောနဲ့ကြီးတွေကိုလွတ်လပ်စွာပြန်သွားခွင့်ပေးလိုက်ပါတော့တယ် ဒီတော့ဒီပုံပြန်လေးရဲ့အဆောင်မှာမေကွန်းတစ်ခုကြံခဲ့ပါတယ်တကယ်ခေါင်းဆောင်တယောက်ရဲ့တောစားအာနာဆိုတာအကျွေးမဲ့အမိန်ပေးနိုင်စွမ်းမှရှိနေတာလားဒါမှမဟုတ်နည်းနည်းရှိုင်းရှိုင်းရှိတဲ့ကရိုနာတရားကနေမွေးဖွားလာတာလားဒီဖြေကိုတော့ဒီဇလန်လေးကိုနားဆင်ပြီးတဲ့နောက်မှာကိုယ့်လက်လုံသားနဲ့ကိုပဲပြန်လည်စမ်းစစ်ကြည့်နိုင်ကြမယ်လို့မျှော်လင့်ပါတယ်